ကျွန်တော်ခုရောက်နေတာကတော့တောင်တကုန်း145ရပ်ကွက်အောင်မြင့်မိုလမ်းမကြီးနဲ့ရတနာပုံမိန်းလမ်းမကြီးရဲ့လမ်းဆုံမှာဖြစ်ပါတယ်။မြင်ရတဲ့အတိုင်းဒီနေရာလေးဟာရန်ကုန်မြို့လေခေါင်ကစုလေဘုရားအထိရောက်တဲ့နံပါတ်ခနဲ့လိုင်းကားရဲ့ဂိတ်ဆာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ရောင်းချပေးမဲ့မြေခွေလေးဟာဆိုရင်ဒီလမ်းဆုံကနေပြီးတော့ကော်ကရီလမ်းခင်းနေတဲ့ရတနာပုံမိန်းလမ်းမကြီးတိုင်းဝင်သွားရင်ငါးလမ်းမြောက်မှာညာဖက်ချိုးရမယ်လမ်းပေါ်မှာရှိပါတယ်။ပေတရာရတနာပုံမိန်းလမ်းမကြီးရဲ့ဒဲစင်းလမ်းပေါ်ကပေ40ပေ60ပါမစ်စီပင်ရောက်ပြီးအကွက်လေးကိုရောင်းပေးမှာဖြစ်ပါတယ်။တွားကြည့်ကြရအောင်ခင်ဗျာ။ဒီနေရာလေးဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ခုနဝင်ခဲ့တဲ့ရတနာပုံမိန်းလမ်းမကြီးဖြစ်ပါတယ်။အောင်မြင့်မိုထိပ်ကနေစဝင်လာလို့ရှိရင်ငါးလမ်းမြောက်မှာညာဖက်ကိုချိုးပြီးတော့ဒီလမ်းတိုင်းဝင်လာရင်မြေခွေလေးစီကိုရောက်ပါမယ်။ကွက်နံပါတ်1664ဖြစ်ပါတယ်ခင်ဗျာ။စီပင်ရောက်ပြီးတော့ပေ40ပေ60ပါမစ်မြေအမျိုးအစားဖြစ်ပါတယ်။ HMD စီးတွေနဲ့လည်းဆက်ဆေးဝယ်ယူလို့ရပါတယ်ခင်ဗျာ။မြေခွေစီးတဲ့လမ်းလေးကဟိုဘက်မှာဆိုလို့ရှိရင်ကေတုမတိရက်ွက်ချမိန်းလမ်းမကြီးရဲ့ကြောကတ်လမ်းထိပေါက်ပါတယ်။မြေခွေရဲ့ပြည်ကင်းချင်းတွေကိုကြည့်ပြီးသွားပြီဆိုတော့အနာဂတ်လားလာကိုခံမှန်းလို့ရအောင်မြေပုံနဲ့တစ်ခါထပ်ပြပေးပါမယ်။ဒီနေရာလေးဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ကျွန်တော်တို့ဗီဒီယိုစမှာရက်နေတဲ့အောင်မြင့်မိုနဲ့ရတနာပုံလမ်းရဲ့လမ်းဆုံဖြစ်ပါတယ်။နံပါတ်ခနဲ့ကားဂိတ်ရှိတဲ့ဂိတ်ဆလမ်းဆုံဖြစ်ပါတယ်။ရတနာပုံလမ်းတိုင်းဝင်လာလို့ရှိရင်1လမ်း2လမ်း3လမ်း4လမ်း5လမ်းမြောက်ကြလို့ရှိရင်ညာဘက်ကိုချိုးရမှာဖြစ်ပါတယ်။ရတနာပုံလမ်းကခုချိန်မှာကော်ကွက်လမ်းခရီးတာဆိုရင်ဒီနေရာထိရောက်နေပြီဖြစ်ပါတယ်။အစီကိုဆက်ခင်းသွားမယ်ဆိုရင်တော့သိန်း100လမ်းထိပေါက်သွားမှာဖြစ်ပါတယ်။ရတနာပုံကော်ကွက်လမ်းခင်းနေတဲ့လမ်းတိုင်းဝင်လာပြီးတော့5လမ်းမြောက်ကြရင်ညာဘက်ကိုချိုးပြီးတော့လမ်းဆောက်ပြီးဝင်လာလို့ရှိရင်ဒီနေရာလေးကိုရောက်မှာဖြစ်ပါတယ်။မြေခွက်ကလေးရှိတဲ့လမ်းဟာဒီဘက်မှာဆိုရင်ရတနာပုံလမ်းကိုထဲပေါက်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ကေတုမတိလမ်းရဲ့ကြောကတ်လမ်းထိထဲပေါက်တဲ့လမ်းလေးဖြစ်ပါတယ်။မြေခွေးစီးတဲ့ဒီနေရာနေပြီးတော့ရတနာပုံလမ်းဘက်ကို10မိနစ်လောက်လမ်းဆောင်မယ်။ရတနာပုံလမ်းကနေပြီးတော့အောင်မြင့်မိုလမ်းထိပ်ထိ9မိနစ်လောက်လမ်းဆောင်မယ်ဆိုရင်တော့မြို့ထဲကိုစုလေဘုရားထိရောက်တဲ့နံပါတ်ခနဲ့နိုင်ငံဂိတ်ကိုဂိတ်စားနေစစီလို့ရမယ်အနေထားဖြစ်ပါတယ်။မြေပြင်ရောမြေပုံမှာရောကြည်ပြီးဖြစ်လို့အလားလာကွက်ကွင်းလေးတွေကိုလည်းမြင်နေရပြီဖြစ်ပြီးတော့လက်ရှိမှာကိုကော်ကွက်လမ်းခင်းနေပြီဖြစ်တဲ့ပေတရာကျဲရတနာပုံမိန်းလမ်းမကြီးရဲ့ဒဲစင်းကွက်လေးဖြစ်တာကြောင့်ရင်းနှီးညွှန်နှံထားဖို့စိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲမယောင်းခင်ကမြက်အောင်ဝင်နိုင်ဖို့အကျိုးတော်ဆောင်နဲ့ဆက်သွယ်လိုက်ပါခင်ဗျာ။